ရောပေါ့နော်ကျွန်တဲ့ဆရာတွေရောကျွန်တော်တို့တင်ပေးတာစေနာပါရဆိုတာမျိုးတော့ဒါကတော့လူပြည့်ကခံစားမိတယ်ပေါ့လေနော်ကျွန်တော်ဟိုမေးချင်တာရှိတယ်ဆိုလို့ရှိရင်လည်းဆရာတို့တေချာလေးရှင်းပြပေးတယ်ဟိုတင်ပေးတဲ့အချိန်မှာဆိုလို့ရှိရင်တေချာအာယုံဆိုင်အားဆိုင်ပြီးတော့တင်ပေးနေတယ်ဆိုတာမျိုးခံစားမိတယ်ပေါ့လေနောက်တစ်ခုကတော့ဟိုအချိန်ပေါ့ဒီ3ရက်ပဲပေးရတဲ့အချိန်လေးမှာတော့ဆရာတို့ကိုယ်တိုင်လည်းအရင်နည်းနည်းတော့မောင်းလို့ခံစားရတယ်ဟိုတက်ရတာလည်းဟိုကိုယ်ကလည်းတန်တယ်ခံစားမိရပါပေါ့လေတန်ရဆိုတာငွေကြီးရောအချိန်ရောပါလာပါအဲ့လိုမျိုးတန်တယ်လို့ခံစားမိတယ်ပြီးတော့ဟိုဒီမှာလဲဟိုတင်သားတင်သားလူတွေချင်းချင်းကြတော့လဲဟိုနှွေးထွေးလေးဖြစ်ပါတယ်ပေါ့ကျွန်တော်တော့တက်ပိုင်နေမှာပေါ့နော်ဟိုကျေးဇူးကတော့ဟိုမျိုးရင်ထားတာလဲအစအရာဟိုအကျိုးကျေးဇူးရှိမယ်ဆိုတော့မျိုးရင်ထားတယ်ပေါ့တော့ဘာလို့ကျွန်တော်တို့ဟိုစတည်ရတော့တကယ်ကြီးကတက်လို့စတည်ရပါပြီပေါ့နော် Facebook page ကိုကျွန်တော်စကြည့်တည်တော့ဝင်ကြည့်ပြတယ်ပေါ့လေဝင်ကြည့်ပြတော့လဲဗီဒီယိုတွေမှာဟိုတင်တဲ့တားလိုက်ဟိုကိုယ်တိုင်ရိုက်နိုင်တာတွေမြင်ရတယ်ဆိုတော့လာတက်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါတွေတော့လုံနိုင်တော့မှာပဲဆိုတော့ဟိုမြန်မာချက်ကတော့ရှိတာတယ်ပေါ့နော်လာတက်တဲ့အချိန်မှာလဲလက်တွေလဲဟိုဖြစ်ပါတယ်အဲ့ဒီမင်းသားတဲ့အတိုင်းတော့ဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်ပြည့်ပြည့်ဝဝနဲ့စီရီယာပါတာကိုပြောတာပေါ့လေကျွန်တော်တင်တန်းကြတော့လုံးနဲ့ပတ်သက်ပြီးတော့တင်တန်းတွေအများကြီးတက်ခဲ့ဘူးလေပေါ့နော်တက်ခဲ့ဘူးတဲ့အချိန်မှာချုပ်တင်တဲ့နေကြတော့အချိန်ပေးရတာငွေပေးရတာတန်နဲ့တင်တဲ့တွေရှိတယ်ရှိုးတင်တဲ့နေကြတော့လေဒါကျွန်တော်ကိုယ်တိုင်ခံစားရတယ်အချိန်ပေးရတာမတန်ငွေပေးရတာမတန်ဘူးငယ်ချင်းဆိုလို့ရှိရင်ပြောရတယ်ပေါ့နော်ဒါတော့မတန်နေတော့အစင်မပြေဘူးမကောင်းဘူးဒါကြီးကတော့ TV သားတွေပဲဟိုထပ်ပြောနေတာအစင်မပြေဘူးဆိုတာမျိုးတွေတော့ပြောပြတယ်ပေါ့ဒီတင်တန်းဆိုလို့ရှိရင်တော့ဒါနောက်လူတက်ဖို့အစီအစဉ်ရှိလို့ကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်တငယ်ချင်းတွေမှာရှိရဆိုလို့ရှိရင်တော့ဟိုနှောင်းနေနေတက်လိုက်ပါဆိုတာမျိုးအထိပြောဖို့တော့ဒါပြည့်ပြည့်ကတော့ကြုံကြည်မှုတော့ရှိပါတယ်ပေါ့နော်အဲ့ဒါကနေတော့ကျွန်တော် recommend ပေးလို့ရတယ်